အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ AHM 2D channel ကနေပြီးတော့ကိုမများအားလုံးကိုနှုတ်ထွေးစွာကြိုဆိုလိုက်ပါတယ်နော်ကိုများအားလုံးပဲဒီဗီဒီယိုလေးကဆိုလို့ရှိရင်တော့ကျွန်တော်တို့23ရက်6လ2025ကနေပြီးတော့26ရက်6လ2025တိကိုကျွန်တော်အနေနဲ့အတိတ်ဆိုင်တွေကိုစူးစီးပြီးတော့တင်ဆက်ပြသပေးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်နော်အဲကြောင့်မလို့ကိုမတို့အနေနဲ့ကဒီဗီဒီယိုထဲမှာမိမိတို့လိုချင်တဲ့တိတ်စာတွေပါလာခဲ့တယ်ဆိုလို့ရှိရင်တော့တခါတည်း screenshot ရိုက်ပြီးတော့ယူထားပေးပါနော်တကယ်လို့ကိုမတို့လိုချင်တဲ့တိတ်စာတွေကဒီဗီဒီယိုထဲမှာပါမလာခဲ့သေးဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုရဲ့ comment ထဲမှာကျွန်တော်ရဲ့ Telegram channel link ကိုချပေးထားပါတယ်အဲ့ဒီ channel လေးကိုလည်းကိုမတို့အနေနဲ့ကမ join ရသေးဘူးဆိုလို့ရှိရင်တခါတည်းတော့ရောက်ပြီးတော့ join ခဲ့ကြပါဦးလို့ပြောလိုက်ပြစေဗျာနော်ဘာဖြစ်လို့ join ခိုင်းတာလဲဆိုလို့ရှိရင်ကိုမတို့အနေနဲ့ကကျွန်တော်ရဲ့ Telegram channel လေးကိုတော့ရောက်ပြီးတော့ join ထားမယ်ဆိုလို့ရှိရင်အပတ်တိုင်းအတွက်အတိတ်စာရဲ့အစုံလေးနဲ့နောက်ပြီးလို့ရှိရင်နေ့တိုင်းအတိတ်စာရဲ့အစုံလေးနဲ့နောက်ပြီးလို့ရှိရင်နေ့တိုင်းကဏ္ဍတွေကိုတော့တခါတည်း free issue ရမှာပဲဖြစ်ပါရဲ့နော်ဒါကြောင့်မို့လို့ကိုမတို့အနေနဲ့ကဒီဗီဒီယိုထဲမှာမိမိတို့လိုချင်တဲ့အတိတ်စာတွေပါလာခဲ့တယ်ဆိုလို့ရှိရင်တော့တခါတည်း screenshot ရိုက်ပြီးတော့ယူထားပေးပါနော်တကယ်လို့ဒီဗီဒီယိုထဲမှာကိုမတို့လိုချင်တဲ့အတိတ်စာတွေပါမလာခဲ့သေးဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုရဲ့ comment ထဲမှာကျွန်တော်ရဲ့ Telegram channel link ကိုချပေးထားပါတယ်အဲ့ဒီ channel လေးကိုလည်းမ join ရသေးဘူးဆိုလို့ရှိရင်တခါတည်းတော့ရောက်ပြီးတော့ join ခဲ့ကြပါဦးလို့ပြောလိုက်ပြစီဗျာနော်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့စွမ်းရင်ဒီကကလေးပဲဖြစ်ပါရဲ့နော်ဟုတ်ကဲ့ဒါကတော့အောင်ပြေဆုံးကကလေးပဲဖြစ်ပါတယ်အသုံးပြုတဲ့ကိုများအားလုံးက screenshot ရိုက်ထားပါနော်ဟုတ်ကဲ့ဒါလေးကတော့ဘာမူလဲကကလေးပဲဖြစ်ပါတယ်ဘာမူလဲကကလေးကိုအသုံးပြုပါတယ်ဆိုတဲ့ကိုများအားလုံးကလည်းပဲဘာမူလဲကကရဲ့ရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကိုတခါတည်း screenshot ရိုက်ပြီးတော့ယူထားပေးပါနော်ဒါကတော့ပေါက်ကျိုင်းကဖြစ်ပါတယ်ပေါက်ကျိုင်းကကိုအသုံးပြုတဲ့သူများကလည်းတခါတည်း screenshot ရိုက်ထားပါဟုတ်ကဲ့ဒါလေးကတော့ပေါက်ကြုံမကဖြစ်ပါတယ်ဒီကကလေးကိုအသုံးပြုတဲ့သူများကလည်း screenshot ရိုက်ထားပါဟုတ်ကဲ့ဒါလေးကတော့ပြင်းပြင်းသမီးကကလေးဖြစ်ပါရဲ့နော်အသုံးပြုတဲ့ကောင်များအားလုံးက screenshot ရိုက်ထားပါနော်ဟုတ်ကဲ့ဒါလေးကတော့အောင်နမိတ်ကကလေးဖြစ်ပါတယ်အောင်နမိတ်ကကလေးကိုအသုံးပြုပါတယ်ဆိုတဲ့ကောင်များအားလုံးကလည်းပဲအောင်နမိတ်ကရဲ့ရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကိုတခါတည်း screenshot ရိုက်ပြီးတော့ယူထားပေးပါနော်ဟုတ်ကဲ့ဒါလေးကတော့ကွယ်ယုံမဲတော်ကကလေးဖြစ်ပါတယ်ကွယ်ယုံမဲတော်ကကလေးကိုအသုံးပြုပါတယ်ဆိုတဲ့ကောင်များအားလုံးကလည်းပဲကွယ်ယုံမဲတော်ကရဲ့ရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကိုတခါတည်း screenshot ရိုက်ထားပါနော်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ပြည်မင်းသမီးကဖြစ်ပါတယ်ပြည်မင်းသမီးကကလေးကိုအသုံးပြုပါတယ်ဆိုတဲ့အကောင်များအားလုံးကလည်းပဲပြည်မင်းသမီးကရဲ့ရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကို screenshot ရိုက်ပြီးတော့ယူထားပေးပါနော်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့ရွှေနတော်ကကလေးပဲဖြစ်ပါတယ်ရွှေနတော်ကကလေးကိုအသုံးပြုပါတယ်ဆိုတဲ့အကောင်များအားလုံးကလည်းပဲရွှေနတော်ကရဲ့ရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကိုတခါတည်း screenshot ရိုက်ထားပါနော်ဒါကတော့ကျွန်တော်တို့ပေါက်ကျိုင်းကဖြစ်ပါတယ်ပေါက်ကျိုင်းကတ်ကိုအသုံးပြုတဲ့ကွန်များအားလုံးကလည်းပဲပေါက်ကျိုင်းကတ်ရဲ့ရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကိုတခါတည်း screenshot ရိုက်ပြီးတော့ယူထားပေးပါနော်ဒီကတ်ကလေးကတော့ပုံနာကတ်ကလေးဖြစ်ပါတယ်အသုံးပြုတဲ့သူများက screenshot ရိုက်ထားပါနော်ဟုတ်ကဲ့ဒါလေးကတော့ညောင်ဘိုးတော်ကတ်ကလေးဖြစ်ပါတယ်ညောင်ဘိုးတော်ကတ်ကလေးကိုအသုံးပြုပါတယ်ဆိုတဲ့ကိုများအားလုံးကလည်းပဲညောင်ဘိုးတော်ကတ်ကရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကို screenshot ရိုက်ပြီးတော့ယူထားပေးပါနော်ဟုတ်ကဲ့ဒါကတော့ရှားပြကတ်ကလေးဖြစ်ပါတယ်ဒီကတ်ကလေးကိုအသုံးပြုပါတယ်ဆိုတဲ့ကိုများအားလုံးကလည်းပဲသူ့ရဲ့ရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကိုတခါတည်း screenshot ရိုက်ပြီးတော့ယူထားပေးပါနော်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့မနောမယလက်ဆောင်ကတ်ကလေးပဲဖြစ်ပါတယ်မနောမယလက်ဆောင်ကတ်ကလေးကိုအသုံးပြုပါတယ်ဆိုတဲ့ကိုများအားလုံးကလည်းပဲမနောမယလက်ဆောင်ကတ်ရဲ့ရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကို screenshot ရိုက်ပြီးတော့ယူထားပေးပါနော်ဒါကတော့အောင်နမိတ်တိုက်ကြိုကတ်ကလေးဖြစ်ပါတယ်အောင်နမိတ်တိုက်ကြိုကတ်ကလေးကိုအသုံးပြုတဲ့သူများက screenshot ရိုက်ထားပါဒါကတော့စာမကတ်ဖြစ်ပါတယ်ဒီကတ်ကလေးကိုအသုံးပြုတဲ့သူများကလည်း screenshot ရိုက်ထားပါနော်ဟုတ်ကဲ့ဒါလေးကတော့ဘိုးမင်းလွင်ကတ်ကလေးဖြစ်ပါတယ်ဘိုးမင်းလွင်ကတ်ကလေးကိုအသုံးပြုပါတယ်ဆိုတဲ့ကောင်များအားလုံးကလည်းပဲဘိုးမင်းလွင်ကတ်ရဲ့ရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကိုတခါတည်း screenshot ရိုက်ထားပါနော်ဟုတ်ကဲ့ဒါလေးကတော့ hot dog ကတ်ကလေးဖြစ်ပါတယ်ဒီကတ်ကလေးကိုအသုံးပြုတဲ့သူများကလည်း screenshot ရိုက်ထားပါနော်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့နေလာကတ်ကလေးဖြစ်ပါတယ်
နေလာကက်ကလေးကိုသုံးပြပါတယ်ဆိုတဲ့ကိုများအားလုံးကလည်းပဲနေလာကက်ကရဲ့ရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကိုတခါတည်းစခွန်ရှော့ရိုက်ပြီးတော့ယူထားပေးပါနော်ဟုတ်ကဲ့ကိုများအားလုံးပဲပေါ့နော်ဗီဒီယိုရဲ့အစမှာပြောခဲ့သလိုပဲဒီဗီဒီယိုထဲမှာကိုမတို့လိုချင်တဲ့တိတ်စာရက်တွေပါလာခဲ့တယ်ဆိုလို့ရှိရင်တော့တခါတည်းစခွန်ရှော့ရိုက်ပြီးတော့ယူထားပေးပါနော်တကယ်လို့ကိုမတို့လိုချင်တဲ့တိတ်စာရက်တွေကဒီဗီဒီယိုထဲမှာပါမလာခဲ့သေးဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုရဲ့ comment ထဲမှာကျွန်တော်ရဲ့ Telegram channel link ကိုချပေးထားပါတယ်အဲ့ဒီ channel လေးကိုလည်းကိုမတို့အနေနဲ့ကမ join ရသေးဘူးဆိုလို့ရှိရင်တခါတည်းတော့ရောက်ပြီးတော့ join ခဲ့ကြပါအောင်လို့ပြောလိုက်ပြစေဗျာနော်။ဘာဖြစ်လို့ join ခိုင်းတာလဲဆိုလို့ရှိရင်ကိုမတို့အနေနဲ့ကကျွန်တော်ရဲ့ Telegram channel လေးကိုတော့ရောက်ပြီးတော့ join ထားမယ်ဆိုလို့ရှိရင်ပတ်တိုင်းတွေအတိတ်စာရဲ့အစုံလင်းနဲ့နောက်ပြီးလို့ရှိရင်နေ့တိုင်းအတိတ်စာရဲ့အစုံလင်းနဲ့နောက်ပြီးလို့ရှိရင်နေ့တိုင်းကဏ္ဍတွေကိုပေါ့တခါတည်း pre ကြည့်ရှုရမှာပဲဖြစ်ပါရဲ့နော်။ဒါကြောင့်မလို့ကိုမတို့အနေနဲ့ကမိမိတို့လိုချင်တဲ့တိတ်စာရက်တွေပါလာခဲ့တယ်ဆိုလို့ရှိရင်တော့စခွန်ရှော့ရိုက်ပြီးတော့ယူထားပေးပါနော်တကယ်လို့ကိုမတို့လိုချင်တဲ့တိတ်စာရက်တွေကပါမလာခဲ့သေးဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုရဲ့ comment ထဲမှာကျွန်တော်ရဲ့ Telegram channel link ကိုချပေးထားပါတယ်အဲ့ဒီ channel လေးကိုလည်းမ join ရသေးဘူးဆိုလို့ရှိရင်တခါတည်းတော့ရောက်ပြီးတော့ join ခဲ့ကြပါအောင်လို့ပြောလိုက်ပြစီဗျာနော်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့မိသားစုကကလေးဖြစ်ပါတယ်မိသားစုကကလေးကိုအသုံးပြုပါတယ်ဆိုတဲ့အကောင်များအားလုံးကလည်းပဲသူ့ရဲ့ရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကိုတခါတည်းစခွန်ရှော့ရိုက်ပြီးတော့ယူထားပေးပါနော်ဟုတ်ကဲ့ဒါကတော့အောင်နမိတ်ကဖြစ်ပါတယ်အောင်နမိတ်ကကလေးကိုအသုံးပြုပါတယ်ဆိုတဲ့အကောင်များအားလုံးကလည်းပဲအောင်နမိတ်ကရဲ့ရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကိုတခါတည်းစခွန်ရှော့ရိုက်ပြီးတော့ယူထားပေးပါနော်ဟုတ်ကဲ့ဒါကတော့အောင်နမိတ်ကထပ်မံထွက်ရှိထားတဲ့ကက်ကလေးဖြစ်ပါတယ်เนาะဒီကက်ကလေးကိုအသုံးပြုပါတယ်ဆိုတဲ့အကောင်များအားလုံးကလည်းပဲသူ့ရဲ့ရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကိုတခါတည်းစခွန်ရှော့ရိုက်ပြီးတော့ယူထားပေးပါเนาะဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဘိုးပေါက်စိန်ကက်ကလေးဖြစ်ပါတယ်ဘိုးပေါက်စိန်ကက်ကလေးကိုအသုံးပြုပါတယ်ဆိုတဲ့အကောင်များအားလုံးကလည်းပဲဘိုးပေါက်စိန်ကက်ကရဲ့ရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကိုစခွန်ရှော့ရိုက်ပြီးတော့ယူထားပေးပါเนาะဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ပလဲစီယာတော်ကက်ကလေးဖြစ်ပါတယ်ပလဲစီယာတော်ကက်ကလေးကိုအသုံးပြုပါတယ်ဆိုတဲ့အကောင်များအားလုံးကလည်းပဲသူ့ရဲ့ရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကိုတခါတည်းစခွန်ရှော့ရိုက်ထားပါနော်ဟုတ်ကဲ့ဒီကက်ကတော့ဦးတီကက်ကလေးဖြစ်ပါတယ်ဦးတီကက်ကလေးကိုအသုံးပြုပါတယ်ဆိုတဲ့အကောင်များအားလုံးကလည်းပဲဦးတီကက်ကရဲ့ရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကိုတခါတည်းစခွန်ရှော့ရိုက်ပြီးတော့ယူထားပေးပါနော်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့ငွေထုတ်ကက်ကလေးဖြစ်ပါတယ်ငွေထုတ်ကက်ကလေးကိုအသုံးပြုပါတယ်ဆိုတဲ့အကောင်များအားလုံးကလည်းပဲငွေထုတ်ကက်ကရဲ့ရှေ့ဘက်ချမ်းနဲ့နောက်ဘက်ချမ်းနဲ့ကိုတခါတည်းစခွန်ရှော့ရိုက်ပြီးတော့ယူထားပေးပါနော်ဟုတ်ကဲ့ဒါကတော့လာမင်းကက်ကလေးဖြစ်ပါတယ်လာမင်းကက်ကလေးကိုအသုံးပြုတဲ့အကောင်များအားလုံးကလည်းပဲတခါတည်းစခွန်ရှော့ရိုက်ထားပါနော်ဟုတ်ကဲ့အကောင်များအားလုံးပဲပေါ့နော်ဒီဗီဒီယိုထဲမှာအကောင်မတို့လိုချင်တဲ့တိတ်စာတွေပါလာခဲ့တယ်ဆိုလို့ရှိရင်တော့တခါတည်းစခွန်ရှော့ရိုက်ပြီးတော့ယူထားပေးပါနော်တကယ်လို့ကိုမတို့လိုချင်တဲ့တိတ်စာတွေကဒီဗီဒီယိုထဲမှာပါမလာခဲ့သေးဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုရဲ့ comment ထဲမှာကျွန်တော်ရဲ့ Telegram channel link ကိုချပေးထားပါတယ်အဲ့ဒီ channel လေးကိုလည်းကိုမတို့အနေနဲ့ကမ join ရသေးဘူးဆိုလို့ရှိရင်တခါတည်းတော့ရောက်ပြီးတော့ join ခဲ့ကြပါဦးလို့ပြောလိုက်ပါရစေခင်ဗျာ